နိုင်ငံခြားမှာဘုံအလုပ်တွေလုပ်တော့ technician နေနဲ့ပညာရှင်နေနဲ့သွားတာကိုဒေါ်လာတွေအများကြီးဝင်တယ်ပေါ်လိုက်တာမိမတွေမြန်လိုက်စားလို့ရတော့ပဲဖုန်းတော်ဆက်တယ်မလို့မက်ဆေ့ပို့လိုက်တာနဲ့အခန်းထဲရောက်လာတယ်ဘာလို့ကျင်တော့ပတ်စံလဲပေါ်တယ်တယောက်တည်းနေတာအခန်းနဲ့တီးခြားနေရတာ special နေရတာပညာရှင်နေနဲ့ယက်တီတာဒီလိုမျိုးကိုနော်အဲ့ဒါတော့ဖုန်းဆက်လိုက်လွယ်လွယ်လေးလေဒါပေမဲ့ဘုန်းစဉ်းစားတယ်ငါဒီလိုအပျော်ပန်းတွေလိုက်စားရင်ငါချစ်ရတဲ့နိုင်ငံမှာရှိတဲ့မိဘတွေဆွေမျိုးတွေအကယ်၍တာငါလွယ်အဆရှိအနောက်လေဒီတယောက်နဲ့လည်းတင်းနေမှာမဟုတ်ဘူးနောက်အမျိုးသမီးတယောက်ခေါ်မှာပဲနောက်တယောက်ခေါ်မှာနောက်တယောက်ခေါ်မှာပဲဒီလိုနေကြမှာဟာအမျိုးသမီးချင်းချင်းနဲ့မတင်းတိမ်ရင်ဒီကနေ့ခေတ်ကြတော့အမျိုးသားချင်းမှလာရလိန်တူတွေဆိုတာလဲအလုံးမတန်ကြောက်စရာကောင်းလားဒါဖုံဖုံကဒါတရားနော်လောကမှာဖြစ်နေတဲ့အခြေအနေတွေနော်သဘောပေါက်ရဲ့လားယင်နေတာတရားမရှိဒီကာမဂုဏ်ဆိုတဲ့အာယုန်တွေကတင်းတိမ်တယ်လို့ရှိပါမလားလုံးဝမတင်းတိမ်တော့ဘူးနော်အဲ့ဒါတော့နောက်တော့ဘာမှရှောင်မှာမဟုတ်ဘူးဒီလိုမျိုးဖြစ်သွားမယ်အဲ့တော့ဘုံဘုံကကြောသိတယ်လေဓမ္မအမွေတွေရထားတယ်တရားအသိတွေရှိထားတယ်ဒါကြောင့်ဘုံကစဉ်းစားတယ်ဩငါချစ်ခင်ရတဲ့မိဘတွေဆွေမျိုးတွေရှိတယ်ငါမိဘတွေငါဆွေမျိုးတွေကြားမှာမျက်စိမျက်နှာငယ်ရမယ်ငါမကောင်းတာလုပ်ရင်မိဘတွေမျက်နှာပြက်ရလိမ့်မယ်ငါစိတ်အလိုလိုက်ပြီးဒီဟာတွေလုံးလို့မရဘူးလူငယ်ဆိုတော့ဗျာလူငယ်သိရှိတာပေါ့လူငယ်ကိလေသာတွေမရှိဘူးလားဒီကာမဂုဏ်အာယုံခံစားကျင်တာတွေမရှိဘူးလားဘာနဲ့ထိန်းတော့တရားအသိနဲ့ထိန်းတယ်ဓမ္မနဲ့ထိန်းတယ်ငါပြက်သီးလို့မရဘူးငါပြက်သီးတာငါသိရင်သိဘူးလေဒီဒါမှမိဘတွေမျက်နှာပြည့်မှာငါဆရာသမားတွေဆွေမျိုးသားချင်းတွေဟိုဘသူတော့ကွာနိုင်ငံခြားသွားတဲ့ယောဂတွေရလာတဲ့နိုင်ငံခြားသွားပြီးဟိုမှာပြက်စီးနေတယ်ကဲနားထောင်လို့တော့ကောင်းပါမလားအခုဘုံဘုံတို့နိုင်ငံအဲ့လိုဖြစ်နေတာမြန်မာပြည်တွင်းအခြေအနေမကောင်းလို့ဆိုပြီးနိုင်ငံခြားရောက်သွားနိုင်ငံခြားကြတော့လေကလေးတွေလိမ်မာမလားဆိုတော့မလိမ်မာဘူးဘုံဘုံကမျက်မြင်မို့လို့နိုင်ငံတွေအများကြီးရောက်တယ်မျက်မြင်ကိုယ်တွင်းမို့လို့ဒါကြောင့်ဘုံဂျပန်တို့ဘာတို့တရားသွားဟောတယ်ပိုက်တယ်မရပါဘူးနော်ကုန်ကျသိက်ကလည်းအများကြီးပါဒီကနေသွားရင်ဒေါ်လာ4-5 တောင်လောက်ကုန်ပါတယ်ပတ်စံရလို့သွားတာမဟုတ်ဘူးကလေးတွေဘုံဘုံရောက်တဲ့အခါကျတော့ငါညီတို့ညီမတို့သားတို့သမီးတို့ဒီလိုမနေကြနဲ့ကွာဟောဖုံဖုံပြောတော့နည်းနည်းလေးလိမ်မာကြတော့ဖုံဖုံတရားတွေတပည့်တော်ယူကျူကနာပါတယ်ဗျဖုံဖုံဆုံးမတဲ့အတိုင်းတပည့်တော်တို့တရားတွေလုပ်ပါတယ်ဗျတရားတွေလည်းထိုင်ပါတယ်ဗျအဲ့လိုလေးတွေပြောတဲ့အခါငါတို့ကိုစောင့်ရှောက်ပေးနိုင်တယ်မိဘတွေနဲ့လွတ်နေတဲ့ကလေးတွေဒီနိုင်ငံထဲမှာအခြေအနေမကောင်းလို့နိုင်ငံခြားရောက်သွားနိုင်ငံခြားမှာထက်ပြက်သီးနေဒီနိုင်ငံကမိအေးနှခါနာဖြစ်နေရမိဘတွေလည်းနိုင်မိဘတွေလည်းနာတယ်နိုင်ငံလည်းနာတယ်ဘာသာသာနာလည်းနာတယ်ဘာဖြစ်လို့တော့ကလေးတွေရဲ့ယင်ထဲမှာဓမ္မအမွေမပေးလိုက်နိုင်လို့ဘာအမွေမပေးလိုက်နိုင်လို့တော့ပညာတွေတက်တယ်ပတ်စံတွေရှာနိုင်တယ်တို့တော့